မင်္ဂလာပါသတင်းသုတနဲ့ကျမရေးအကြောင်းအရာတွေတင်ဆက်ပေးနေတဲ့ CLGK Health Channel ကကြိုဆိုပါတယ်ဒီနေ့ပြောမယ့်အကြောင်းအရာကတော့တုပ်ကိုအပြင်မှာလွှတ်ရင်ကိုယ်ဝင်တားနိုင်မလားလို့မေးလာတဲ့မိကုံကိုဖြေမှာပါနော်ဒီသတိတားနည်းဟာရှေးကြဆုံးနည်းပဲအယိုးရှင်းဆုံးနည်းလည်းဖြစ်တယ်ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပြောရင်အန်တီရဲ့ရှိဆုံးနည်းလည်းဖြစ်ပါတယ်အဲတော့လိန်နံအပြင်ထုတ်ပြီးတုပ်လွတ်တာက coitus interruptus လို့ခေါ်တာပေါ့နော်ရက်ပြောရင်တော့ withdraw လုပ်တာပေါ့စီးပညာကတော့ coitus interruptus လို့ပြောတယ်တုပ်ရည်ထွက်ကန်ဒီမှာအမြန်ဆွဲထုတ်ပြီးအပြင်ကိုပန်းထုတ်တာပေါ့အဲ့ဒီနီလန်းဒီနေ့ကစိတ်ချလာလို့ပြီးလို့ရှိရင်ပြပြတသားပြောရင် no အဓိကဇီဝဗေဒနဲ့အပြုမှုဆိုင်ရာအကြောင်းရင်းတွေကိုနှစ်ချက်ခွဲခြမ်းပြမယ်နော်အဲ့တော့လိန်နံကိုအပြင်ထုတ်ပြီးတုပ်ကိုပန်းရမယ်ဆိုတော့အဲ့လိုထွက်တော့မယ့်အခြေကိုမျိုးသားသိရပါသိပြီးတော့လည်းအောင်မြင်လဲထုတ်နိုင်ရမယ်ထုတ်ပြီးရင်လည်းအပြင်ဝေးကိုပန်းထုတ်လိုက်ရမှာရမှာပဲเนาะအဲ့ဒီနေ့ကတော့ဇီဝဗေဒဆိုင်ရာတားဆီးတွေဟော်မုန်းဆိုင်ရာထိန်းချုပ်မှုတွေယောဂပုံမှန်ကာကွယ်မှုတွေဘာမှတော့မပေးနိုင်ဘူးเนาะသူ့ရဲ့တစ်ခုတည်းသောကာကွယ်မှုကအချိန်ကိုက်သိရမယ်တတိရှိရမယ်ပြီးတော့စိတ်ကိုထိန်းချုပ်နိုင်ရမယ်စိတ်လှုပ်ရှားမှုအယမ်းမြင့်နေပါလေဆိုတဲ့အချိန်ကြီးမှာသူကဆွဲထုတ်ပြီးအပြင်ကိုပန်းရမှာဆိုတော့ယုံကြည်စိတ်ချရဖို့မရှိဘူး။ဒါပေမဲ့အဲ့ဒီပြဿနာကသူကတုတ်လွတ်တဲ့အချိန်လေးတွင်းမှာပဲအန်တီရရှိသွားတာဒါပေမဲ့မတွေးမိတဲ့အချက်တောင်းတန်းလူမသိတဲ့အချက်ကတုတ်ရည်မထွက်ခင်မှာတုတ်ရည်ကြီးလေးတွေကြိုပြီးထွက်နေတတ်တယ်။ကိုကလိမ်မိုင်းဆိုင်ရာစိတ်လှုပ်ရှားမှုတွေဖြစ်နေပြီထောင်မှတ်မှုတွေဖြစ်နေပြီဆိုတဲ့ကတုတ်မထွက်ခင်ကလေးကနေလိမ်နံထိတ်ကလေးမှာကြည်လင်းနေတဲ့အရည်လေးတွေထွက်နေတတ်တယ်။အဲ့ဒါဘာကြောင့်ထွက်တာလဲဆိုတော့တုတ်လွတ်ဖို့အတွက်တကယ်အဓိကကျတဲ့တုတ်လွတ်ဖို့ပြင်းပြဖို့အတွက်စီးပြုံရဲ့တွဲမှာရှိတဲ့ပတ်ဝန်းကျင်မှာ acid ဓာတ်တွေပြေရောနေအောင်သူလှုပ်ပေးတာအဲ့လိုလှုပ်ဖို့အတွက်အကျိုးတုတ်ရည်ကြီးထွက်တာအဲ့တော့ပြောချင်တာကတုတ်မထွက်ခင်စပြီးတော့ထောင်မှတ်ခရဲရဆက်ဆက်နေကြတဲ့တုတ်ရည်ကြီးလေးတွေထွက်နေတယ်အဲ့ဒီတုတ်ရည်ကြီးထဲမှာတက်ကြွတဲ့တုတ်ပိုးတွေရှင်သန်နေတဲ့တုတ်ပိုးတွေပါနိုင်တယ်ပါလဲပါပါတယ်နော်အဲ့တော့အဲ့ဒီတုတ်ရည်ကြီးထဲမှာပါတဲ့တုတ်ပိုးအရည်အတွက်ဆိုတော့ပုံမှန်တုတ်ထွက်တယ်လို့ပြောရင်အများကြီးတော့မဟုတ်ဘူးမဟုတ်တော့လေကိုဝင်ရဖို့ဆိုတော့တကယ်တမ်းသူ့ဘိုးတစ်ကောင်နဲ့လိုတာလीနော်တန်းနဲ့ကြည်ပြီးသူ့ဘိုးတွေထွက်လာရင်လဲလိုတာကသူ့ဘိုးကတစ်ကောင်ပဲလိုတာအဲ့တစ်ကောင်ကမမျိုးနဲ့တွေ့ပြီးတတိအောင်သွားပါအဲ့တော့အဲ့တုတ်ရည်ကြီးတွေကပိုးကမိမကိုယ်တွေကိုရောက်သွားရင်ခုနကပန်းထုတ်လိုက်တဲ့ဟာတွေကအလကားဖြစ်သွားတာပေါ့နော်နောက်ပြီးတော့တုတ်ရည်ကြီးထွက်တယ်ဆိုတော့လေကိုမသိတဲ့အချိန်မှာထွက်တာလीကိုငုံမကြည့်တဲ့အချိန်တွေမှာသို့မဟုတ်ရင်လေမိမကိုယ်တွေကိုလိန်နံထည့်ထားတဲ့အချိန်တွေမှာထွက်တာဆိုတော့အချိန်ကိုက်ကိုကတုတ်ကိုပန်းကိုအတွက်အပြင်ပန်းဖို့အတွက်ဆွဲနှုတ်နိုင်တယ်ဆိုရင်တော့ကိုဝင်ရနိုင်ချေအများကြီးရှိရပါဘူးကိုသတိမထားမိတဲ့အချိန်ထွက်ရတာဟုတ်အဲ့ဒီမှာအချိန်ကိုက်ဖို့ကလည်းအခက်အခဲရှိတယ်အကြီးမားဆုံးအခက်အခဲဘာလို့အထွတ်ထိပ်ကရောက်တော့မယ့်အချိန်အဲ့ဒီအချိန်မှာသူကစိတ်ကူလည်းထိန်းချုပ်အောင်မယ်အထွတ်ထိပ်ရောက်တဲ့အချိန်မှာလူကဆက်ပြီးလှုပ်ရှားမှုဆက်လုပ်နေကြတာပဲဒါအဲ့လှုပ်ရှားမှုရက်ပြီးတော့သူကဆွဲထုတ်ရမှာဖြစ်တဲ့အတွက်အလင်းအောင်အပြင်ထုတ်ဖို့အတွက်ဆုံးဖြတ်ချက်ကိုသူချခြင်းမှချတော့မှာလीတခါကြက်လို့ရှိရင်အဲ့ဒါအရင်အခက်အခဲဆုံးဖြစ်တတ်တာဟုတ်နောက်တစ်ချက်ကအခက်အခဲကအဲ့လိုမျိုးအချိန်ကိုက်ဆွဲထုတ်ဖို့အခက်အခဲနေမကောက်ဘူးစိတ်ပိုင်းဆိုင်ရာဖိအားနဲ့ပတ်သက်တဲ့အခက်အခဲတစ်ခုလည်းရှိတယ်အဲ့ဒါဘာလဲဆိုတော့အထွတ်ထိပ်ရောက်ဖို့ကိုမြန်ပြီးဖို့ကိုသူကသွားပြီးတွန်းအားပေးတတ်တယ်အဲ့ဖိစီးမှုရရှိနေတဲ့အတွက်အဲ့တော့မျိုးသမီးကမပြီးခင်မှာခဏလေးနဲ့အချိန်မတိုင်ခင်သုံးလွတ်တာဖြစ်နိုင်တယ်ပြီးတော့လိန်ဆက်ဆံမှုမှာပျော်မွေ့နိုင်စွမ်းကြီးကျလာတာပေါ့အဲ့တော့ CDC ဟာပေါ့တင်းတွင်းကိုဝင်ရသွားတာဘယ်သူတွေလဲဘယ်နှယောက်ရှိတယ်ဆိုတော့သူ့ရွေးချယ်နေကိုဝင်ရသွားတာ22ဦးရှိတယ်100မှာတေစုံတွဲ100မှာ22တွဲရှိတယ်အဲ့တော့ဒီသူ့ရွေးကြီးကကိုမသိလိုက်တဲ့ချိန်မှာစိတ်ထွက်တဲ့အတွက်22ဆိုတော့အင်မတန်ကြောက်ဖို့ကောင်းတဲ့နှုံပဲเนาะအဲ့တော့ဒရေတားစေးတော့ရင်နဲ့ကိုဝင်ရှိသွားတယ်ဆိုတာက900ခိုင်နှုန်းပဲရှိတာတကယ်တမ်းကျတော့အဲ့တော့900ခိုင်နှုန်းနဲ့22ခိုင်နှုန်းတော်တော်ကွာတယ်ပြီးတော့ condom ဆွတ်တယ်ပေါ့ condom ဆွတ်တဲ့သူတွေမှာကွန်တမ်ပေါက်ပြေးတာတို့ဘာညာတို့တခုခုပေါ့ကွန်တမ်ကျွတ်သွားတာတို့ကျွတ်သွားတော့သူကလိန်နံသေးတော့ပြီးမြောက်တဲ့ချိန်မှာချက်ချင်းရော့သွားတယ်ပင်ကိုကလည်းရွယ်စားသေးတဲ့အခါကျတော့ခြောင်သွားတယ်ဘာညာနေယူစိတ်နာတွေကနေဒါမျိုးတွေရှိတာပေါ့ကွန်တမ်ပေါက်တာလားလိန်နံသေးနေရလားအဲ့ခါကျတော့73ရာခိုင်နှုန်းကိုဝင်ရတယ်ကွန်တမ်ဆွတ်ရင်းနဲ့ရတာ73ရာခိုင်နှုန်းတားစီးတော့ရင်ရတာ9ရာခိုင်နှုန်း IUD ထည့်ထားတယ်သိန်းနဲ့ကိုပစ္စည်းထည့်ထားတယ်အဲ့ဒါက100ရာခိုင်နှုန်းရတယ်3ခုပေါ့နော်အဲ့ထဲမှာ IUD ကတော့ဘေးကင်းဆုံးပေါ့100ရာခိုင်နှုန်းပဲရှိတယ်ပြီးရင်သရေတားစီးတောက်တာ900ရာခိုင်နှုန်းရှိတယ်ကွန်တမ်ဆွတ်တဲ့သူတွေ73ရာခိုင်နှုန်းရှိတယ်ကိုဝင်ရနိုင်ချေ
ခုနကပြောတဲ့တုတ်ကိုအပြင်မှာပန်းထုတ်လိုက်မယ်ဒီနည်းနဲ့ကိုရင်တားမယ်ဆိုတဲ့လူတွေကျတော့22ရာခိုင်နှုန်းဆိုတော့အင်မတန်ကြောက်စရာကောင်းတဲ့နှုံးဖြစ်နေတယ်အဲ့တော့အကောင်းဆုံး IUD 3ဒုတိယတားဆီးတော့တတိယကွန်ဒမ်ဆော့ဒါပဲရှိရယ်ဘေးမှာတုတ်ကိုအပြင်မှာပန်းထုတ်မယ်ဆိုတဲ့နေရာတော့လုံးဝအဆင်မပြေပါဘူးเนาะအရန်ရှေးကြတဲ့နီးဆိုတာမှန်တယ်ရှေးအောင်ခက်ကနီးတယ်ဒါတဲ့ကိုယ်လည်းပြောရရင်ဟိုးရာဇဝင်ခက်ကနီးတယ်အဲ့နီးတယ်ဒါမဲ့အဆင်မပြေပါဘူးနောက်ပြီးတော့လိမ်မတစ်ဆင့်ကူးစက်တဲ့ယောဂကိုလည်းအဲ့ဒီနီးကလည်းမရဘူးเนาะဘာလို့ဆိုတော့ကူးစက်တယ်ဆိုတာလीဂေါနရီယာပေါ့မြန်မာတော့ဂနူလို့ပြောတယ်ဂေါနရီယာတို့ကလမေးဒီယာတို့ HPV တို့နော် syphilis နော် syphilis ကလည်းကာလာသားယောဂတစ်မျိုးပဲနော်ရေယုံတို့အဲ့လိုယောဂတွေပေါ့အဲ့လို STI ပေါ့လိင်ဆက်ဆံရာမှာတစ်ဆင့်ကူးစက်တဲ့ STI disease တွေကလည်းတုံ့မလို့မိကြတဲ့ကအရေးပြားချင်းထိရာကချွဲချင်းထိရာကအရေးချင်းထိရာကအဲ့မှာလည်းအဲ့ယောဂကကူးနေပြီဒါကြောင့်ကိုယ်ဝင်မရှိကျင်ဘူးဆိုတဲ့အခြေအနေပေါ့အဲ့ဒီအခြေအနေကိုရှော့ချခြင်းတယ်ဆိုလို့ရှိရင်တော့ကိုယ်ကိုဖိအားပေးနေတဲ့တစ်စက္ကန့်တွင်ဆုံးဖြတ်ရမယ်ဆုံးဖြတ်ချက်ပါမှာတော့မမီခိုပဲနဲ့ IUD ထက်IUD မထည့်ခြင်းဘူးကျမတခါမှလည်းကလေးမွေးဘူးတယ်မှမဟုတ်သေးတာ IUD ဒီပါတော့မထည့်ခြင်းပါဘူးကလေးတော့မွေးဘူးသေးဆိုရင်လည်း IUD မထည့်နဲ့တားဆီးတော့တားဆီးရလည်းမတော့ချင်ဘူးတခါတရံမှအမျိုးသားနဲ့တွေ့ရခဲ့တယ်သူကတနေရာကိုကတနေရာအဲ့လိုမျိုးဆိုရင်condom ဆိုဒီနီးသုံးတာပဲကောင်းပါတယ်နော်အဲ့တော့ညီကိုကျပြောချင်တာတော့တုတ်ကိုအပြင်မှာပန်းထုတ်တဲ့နီးသည်ကိုဝင်မရအောင်လုံးဝစိတ်မချရသလိုအဲ့နီးနဲ့သွားတဲ့ဇုံရွက်100မှာ22ရာခိုင်နှုန်းကိုဝင်ရသွားပါတယ်လို့ပြောရင်ညီကုန်းချုပ်လိုက်ပါတယ်ပုံမှန်တင်ဆက်ပေးနေတဲ့သတင်းသုတနဲ့ကျန်းမာရေးအကြောင်းအရာတွေကိုမျက်ခြေပြတ်မတော့အောင် CLGK Health Channel ကို like share နဲ့ subscribe လုပ်ထားလို့ရပါတယ်မြန်မာပြည်ပြင်ပမှာရှိတဲ့သူတွေကတော့ hype ပေးလို့လည်းရပါတယ် HYP hype ပေးလို့လည်းရပါတယ် hype ပေးထားခြင်းအပြင်ကိုနှစ်သက်တဲ့သတင်းတွေချက်လက်တွေကို like ပေးတဲ့ပို့ပြီးမြင်ရမှာပါကိုယ့်ရဲ့ YouTube channel ပေါ်မှာကိုယ့်ရဲ့ telephone မှာပို့ပြီးသတိပေးတာလေးပေါ်လာပါတယ်เนาะအချက်လက်လေးလွတ်မသွားရအောင်ဒီနေ့ကအထောက်အကူပြုပါတယ်အားလုံးကျန်းမာကြပါစေ